ကဲရလုံးအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့ YouTube မှာရှိနေကြတဲ့ဒုတိယချေဘာသာရှင်ပြီးပါဗီဒီယိုမျိုးကတော့အကုန်လုံးအားလုံးမင်္ဂလာပါခင်ဗျကဲကိုသားရဲ့ချစ်ကိုကြီးချစ်မကြီးကျွန်တော်တို့မနက်ကိုကြာတော့ကျွန်တော်တို့9ရက်နေပေါ့နော်ကျွန်တော်9ရက်နေမနက်7နာရီခန့်မိနေတော့ကျွန်တော်ကြာတာဘေးနေမနက်7နာရီနဲ့ခန့်မိနေအတွက်ကိုကျွန်တော်တို့နော်7နာရီနဲ့တမိတော့ကျွန်တော်တို့3ညပတ်တီကိုကျွန်တော်ထုတ်ထားတယ်ဆိုတော့ကျွန်တော်ဒီ channel ထဲမှာရှိတဲ့အကိုတွေမှာတွေကိုကျွန်တော်လာပြီးမြတ်တာထောင်းလာပြီအဲ့တော့3ညပတ်တီနဲ့ပတ်သက်တဲ့အရာလေးတွေကျွန်တော်ရှိမှတော့ရှိတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ထုတ်ထားတဲ့အရာလေးကိုရှိအဲ့ဒါကပါလဲဆိုတော့ကျွန်တော်တို့3ရယ်3ရ5ရယ်3ရ9ရယ်3ရဘူးရယ်နော်ဒီကဏ္ဍလေးတော့ကျွန်တော်ကြိုက်နောက်တစ်ခါကျွန်တော်တို့3ရ8ရယ်နော်အဲ့တော့ကျွန်တော်3ရ3 3ရ5 3ရ9 3ရဘူး3ရ8ဆိုရယ်ဒီကဏ္ဍကွာလေးတော့ကျွန်တော်ဒီမှာတော့ရှိတယ်ဒါပေမဲ့တိကျမှုတော့တိတ်ပြီးတော့မထောက်သေးဘူးပေါ့နော်ဘာလို့လဲကျွန်တော်မနက်9နာရီခွဲမှာကဏ္ဍကွာကခန်းနှန်းနဲ့ထုတ်တာဆိုတော့ကျွန်တော်ကအခုကတော့ဒါတော့ကျွန်တော်လုံးတုပ်ထုတ်တဲ့တဲကမှာကျွန်တော်ကောင်းတကအကောင့်ဆုံးရွေးပြီးတော့ထုတ်ပေးထားတဲ့ကဏ္ဍဖြစ်တဲ့ကြောင့်မလို့ကြိုက်နှစ်သက်ချင်တရားဝတ်ချင်သုံးလို့ရပါတယ်ကဲအားလုံးကျွန်တော်တို့ကိုယ်ဒီမှာကဲကြာတာဘေးနေမနက်7နာရီ10မိနစ်တော့မှကျွန်တော်3ညပိုင်း3ညပတ်တီးပြီးကိုတာရက်ကြီးထုတ်ပေးထားခဲ့ပါတယ်ကဲအားလုံးပဲကံကောင်းကြပါစေကျွန်တော်ဒီ channel လေးကိုလည်း subscribe မလုပ်ရသေးတဲ့ YouTube channel ဒီ channel တက်လေးကိုလည်းအားလုံးကျွန်တော်ကိုယ်ဒီမှာတွေက channel လေးကို subscribe လုပ်ပေးထားဖို့အားလုံးကိုမြတ်တိုက်ချက်ခံနေပါတယ်ကဲအားလုံးကိုကျေးဇူးများတင်ပါတယ်ကိုတာရက်ကချစ်ကိုချစ်မကြီးတယ်နော်ကဲကျွန်တော်ဒီ channel လေးကို subscribe လုပ်လိုက်လက်မအသေးလေးကြောက်ချက်အားပေးခဲ့ကြပါအောင်လို့ကိုတာရက်ကတော့ပြောရတဲ့ကျွန်တော် live show လေးဆုံးသက်ချင်ပါတယ်ကဲအားလုံးပဲမနက်ကို3ညပိုင်း3ညပတ်တီးလေးနဲ့ဆင်ပြေကြပါစေဗျကဲ channel လေးကိုလည်း subscribe လုပ်ပေးထားအောင်နော်အားလုံးပဲ